စံကြောင်မြို့နယ်ကိုမှစီးပွားရေးလုပ်လို့ကောင်းမဲ့မြင်ညီတိုက်ခန်းအယောင်လေးတစ်ခုနဲ့မိတ်ဆက်ပေးလိုပါတယ်။စံကြောင်မြို့နယ်ဟာဆိုရင်တော့လူနေထူထပ်ပြီးတော့မှတိုက်ခန်းတွေလည်းများပါတယ်။အမြဲတမ်းလည်းစီကားလေးရှိပါတယ်။ဒီလိုမျိုးစီကားတဲ့မြို့နယ်ကိုမှစီကားတဲ့လမ်းပေါ်မှာရှိတဲ့မြင်ညီတိုက်ခန်းအယောင်လေးကိုပြပြပေးတော့ပါမယ်။ဒီအခန်းလေးကဆိုရင်တော့စံကြောင်မြို့နယ်ကျွန်းတော်လမ်းပေါ်မှာရှိတဲ့မြင်ညီတိုက်ခန်းအယောင်လေးပဲဖြစ်ပါတယ်။ဒီနေရာအနေထားရဆိုရင်လည်းကျွန်းတော်လမ်းဟာဆိုရင်စံကြောင်မြို့နယ်တာမကဘဲနဲ့ရန်ကုန်ကအခြားမြို့ကသူတွေပါတကူတကလာရဲ့အထီကိုစီကားတဲ့လမ်းဖြစ်ပြီးတော့မှစားတောက်ဆိုင်တွေဈေးဆိုင်တွေနဲ့စီကားလေးရှိပါတယ်။အဲ့ပြင်မှာကျွန်းတော်ပွဲသေးကိုလည်းမကြာခဏလုပ်တာမို့လို့အရန်ကိုမှစီကားတဲ့လမ်းကျယ်ဖြစ်ပါတယ်။တိုက်ခန်းအနေထားကတော့ဟောထိုက်လေးဖြစ်ပြီးတော့မှ12ပေခွဲပေ90ရှိပါတယ်။အရှိဘက်အလက်ရှိပါတယ်။တိုက်ခန်းလေးကဆိုရင်တေချာလေးပြင်ဆင်ထားပြီးတော့မှအတင်းတက်နေနိုင်တဲ့အနေထားလေးဖြစ်ပါတယ်။ဒီတိုက်ခန်းအယောင်လေးကိုတော့စီပွားရေးလုပ်ချင်တဲ့သူတွေစီကန်းဖွင့်ချင်တဲ့သူတွေကိုအထူး recommend ပေးလိုပါတယ်။ဒီကျွန်းတော်လမ်းပေါ်ကမြည်တိုက်ခန်းအယောင်လေးကိုတော့6200ညှိနှိုင်းသေးနဲ့အယောင်ဖွင့်ထားပဲဖြစ်ပါတယ်။ဇီယန်ကနေပြီးတော့မှအခုလိုမျိုးအိမ်ချက်မြေအယောင်တွေအမြင်ပြပြပေးတော့ဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်မျှော်ကြည့်ရှုအားပေးကြပါခင်ဗျာ။ကျေးဇူးတင်ပါတယ်